္ဂလာပါပြည်သူ့တန်သတင်းဌာနရဲ့2026ခုနှစ်ဧပြီလ4ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ခင်ဗျာရခိုင်ပြည်နယ်တန်တဲမြို့နယ်တွေကကြေးရွာတွေကိုစစ်တပ်ကဧပြီလ1ရက်နေ့မှာဗုံးကျဲခဲ့တာကြောင့်ကလေးငယ်2ဦးပါဝင်အပြစ်မဲ့အရတာစစ်ပေးဆောင်တွေဖြစ်တဲ့အမျိုးသမီး4ဦးအပါဝင်မိသားစုတစုလုံးတည်ဆုံပြီးကလေး2ဦးအပါဝင်အမျိုးသမီး3ဦးဒဏ်ရာရရှိသွားတယ်လို့အာရခတပ်တော် AA ကသတင်းထုတ်ပြန်ထားပါတယ်တေဆုံးသွားသူတွေကတော့စစ်ဘေးရှောင်လာသူတွေဖြစ်ကြတဲ့ကြောက်တော်မြို့နယ်တူးမြောင်းကျေးရွာကနေဒေါ်မအေးမေ48နှစ်ဒေါ်မအောင်တန်း26နှစ်မတ်ပေဖြိုးနွယ်9နှစ်နဲ့မတ်အေးငိမ့်လိုင်2နှစ်တို့ဖြစ်ပြီးဒဏ်ရာရသွားသူတွေကတော့ဝါမြို့နယ်ချိန်တလီမြို့အမှတ်2ရပ်ကွက်ကနေဒေါ်အေးတန်နာဦး28နှစ်မတ်မိုးထက်တန်နာ8နှစ်နဲ့တန်တွင်းမြို့နယ်ကင်းမော်ကျေးရွာကမတ်တဲရည်ဦး3နှစ်တို့ဖြစ်တယ်လို့ AA ကထုတ်ပြန်ပါတယ်အကြမ်းဖက်စစ်တပ်ဟာတန်တဲ့မြို့နယ်တွေကိုဂျက်ဖိုက်တာ4စီးနဲ့လေကြောင်းကနေပြင်းပြင်းထန်ထန်ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ပင်လယ်ပြင်ဘက်ကတပ်ဆွဲထားတဲ့စစ်သည်မောကလည်းလက်နက်ကြီးတွေနဲ့ပါတစ်ချိန်တည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ကဆိုပါတယ် AA ရဲ့ထုတ်ပြန်ချက်ထဲမှာဖက်စစ်အကြမ်းဖက်စစ်တပ်ကဗုံးကျဲတိုက်ခိုက်မှုသည်တန်တဲ့မြို့နယ်ရှိရခင်က၎င်းတို့တပ်စခန်းချနေထိုင်ခဲ့သောခလာရ55စခန်းအောင်အနီးပတ်ဝန်းကျင်သို့ကြောက်ရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီးထိုနေရာအနီးနားဝန်းကျင်၌စစ်ပြေးကြောင်နေသည့်ကလေး2ဦးအပါအဝင်4ဦးပါဝင်သောအပြစ်မဲ့အရတာမိသားစုတစုလုံးမှာပွဲချင်းပြီးတည်ဆုံခဲ့ကြသည့်အပြင်နောက်ထပ်ကလေး2ဦးနဲ့ကိုဝင်ဆောင်အမျိုးသမီး2ဦးလည်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်လို့ဖော်ပြထားပါတယ်စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်အသစ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာရခိုင်ပြည်နယ်ကမိသားစုလိုက်စစ်ရာဇဝတ်မှုကျူးလွန်တပ်ဖြတ်ခံရတာဟာပထမဆုံးဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်ခင်ဗျာပြည်သူ့တန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ